အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ကမန္တလေးမြို့65ပြည်အောက်ခွန်38ကြားမှာရှိတဲ့ customer တဦးရဲ့နေအိမ်မှာဆိုတော့တက်ဆိုင်ပေးနေတဲ့ customer site ကိုတောက်ရှိနေတာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ standard solar right ကနေပြီးတော့ solar system တစ်ခုလုံးကို customer site တိုင်းကြ process တစ်ဆင့်ချင်းစီကိုအသေးစိတ်အသေးချာတက်ဆက်ပေးထားတယ်ဒီတော့ standard solar right ကိုရွေးချယ်ပြီးတက်ဆက်ထားတယ်ကျွန်တော်တို့ customer feedback ကိုနားထောင်ကြည့်လိုက်ရအောင်မင်္ဂလာပါကျွန်တော်နာမည်ကိုမျိုးပါဒီ project ရဲ့တာဝန်ခံပါအခုကျွန်တော်ဒီ site ကိုတာဝန်ယူဆောင်ရတဲ့အချိန်မှာ Asian မကျွန်တော် solar touch နေတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီနောက် Asian မနဲ့ကျွန်တော်နဲ့အသေးစိတ်တိုင်ပင်ဆွေးနွေးခဲ့ပါတယ်ဒီလိုနဲ့ Asian အမနဲ့ကျွန်တော်နဲ့ solar company တော်တော်များများကိုဆက်သွယ်ပြီးစုံစမ်းခဲ့ပါတယ်စုံစမ်းခဲ့ပြီးရဲ့နောက်မှာတော့ကျွန်တော်တို့ project နဲ့ကန့်ညီတဲ့ Sranow Solar Right Company ကိုရွေးချယ်ပေးခဲ့ပါတယ်ကျွန်တော်သဘောကျဆုံးအချက်ကတော့ Sranow Solar Right Company ကကျွန်တော် installation စတင်ပြုလုပ်ပေးတဲ့အချိန်ကနေပြီးဆုံးတဲ့အချိန်ပြီးကျွန်တော်တို့စိတ်တိုင်းကြမငြင်းမိပြုလုပ်ပေးတဲ့အချက်ဖြစ်ပါတယ်နောက်ပြီးတော့ project တစ်ခုပြီးတိုင်းမှာလည်းကျွန်တော်တို့ကိုအတည်ပြုခဲ့ပါတယ်နောက်ပြီး after sale service ကိုလည်း24နာရီလုံးစိတ်ပူစရာမလိုအောင်ဆောင်ရွက်ပေးခဲ့တဲ့ Sranow Company ကိုလည်းကျေးဇူးတင်ပါတယ်